ကျွန်တော်ကဘာပြက်ကတ်တွေကိုကိုပြောင်းရောက်ရှိသွားခဲ့တယ်ဒီကစားပွဲကအနိုင်ရသူတယောက်တည်းကိုပဲခွင့်ပြုထားတာတခြားကစားသမားတွေကတော့တယောက်ပြီးတယောက်ထူးခြားတဲ့စွမ်းရည်တွေကိုအပြိုင်ဆိုင်ရွေးချယ်နေကြတယ်ဒါပေမဲ့ကျွန်တော်ကတော့အကန့်အသတ်မရှိတဲ့ကြွယ်ဝချမ်းသာမှုကိုပဲရွေးခဲ့တယ်အားလုံးကကျွန်တော်ကိုလောင်ရည်နေကြတယ်ကဘာပြက်နေတဲ့အချိန်မှာပတ်စံကအတုံးမဝင်ဆုံးရပဲတဲ့သူတို့သတိမထားမိကြတာကပုတ်ကောင်တွေကတကယ်အန်ဒီမဟုတ်ဘူးဆိုတာပဲတကယ်တမ်းစိုးရင်ရမှာကစွမ်းအားကိုစီရှိကြတဲ့လူသားတွေပါအဲ့ဒီအချိန်မှာပဲဂိမ်းရဲ့ဂလိုဘယ်ချက်ကနေအကြောင်းကြားစာတခုရောက်လာတယ်ဒီမှာရှိနေတဲ့ကစားသမားစုစုပေါင်းကအယောက်300အတိအကျပါပဲကျွန်တော်တို့အားလုံးဟာလက်တွေ့ကဘာမှာတည်ဆောင်ခဲ့ပြီးသားသူတွေကြီးပဲအကယ်၍ကျွန်တော်တို့သာနောက်ထပ်ဘဝတစ်ခုကိုပြန်လို့ခြင်းနေဆိုရင်ဒီကဘာပြက်ကတ်ဂိမ်းထဲမှာအသက်ရှင်တဲ့အောင်စူးစမ်းရုန်းကန်ကြမှာပါကစားသမားများခင်ဗျာမိမိတို့ရဲ့စတင်အသုံးပြုမဲ့အသုံးဆောင်ပစ္စည်းတွေကိုရွေးချယ်ပေးကြပါစင်ပေါ်မှာခင်းကျင်းထားတဲ့ပစ္စည်းတွေကိုကျွန်တော်အမြန်တစ်ချက်ဝေကြည့်လိုက်တယ်အများစုကတော့အမျိုးမီဆောင်လင်းလာတဲ့ထူးခြားဆန်းပြစွမ်းရည်တွေပါပဲတခြားကစားသမားတွေကတော့အကောင်းဆုံးဆိုတဲ့စွမ်းရည်တွေကိုရဖို့အတွက်အသေးလေးကိုလူပြနေကြတာတစ်စက္ကန့်လေးနောက်ကျသွားရုံနဲ့ကိုလိုချင်တဲ့ပါဝါကိုသူများလူယူသွားမှာကိုပေမတက်ကြောက်နေကြတာလေလျှက်စီးစွမ်းရည်လေတားစွမ်းရည်နေအောင်ရွှေ့ပြောင်းနိုင်စွမ်းကုသခြင်းတက်စားတဲ့စွမ်းရည်တွေကတော့တစ်ခုပြီးတစ်ခုအမြန်ကုန်ဆုံးနေပြီကျွန်တော်ကတော့နောက်ဆုံးစာမျက်နှာအထိဆွဲချလိုက်တယ်အဲ့ဒီမှာစင်ရဲ့အောက်ဆုံးတောင်လေးမှာရွှေရင်းကားပြားလေးတစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်သူ့ရဲ့ပေါ်ပြချက်မှာတော့အကန့်အသတ်မဲ့ကြွားချမ်းသာမှုတဲ့ကျွန်တော်တစ်စက္ကန့်တော့မစင်စားပဲအဲ့ဒီတင်ကားပြားကိုပဲရွေးချယ်လိုက်တယ်ကျွန်တော်နဲ့အတူဒီနေရာကိုရောက်လာတဲ့လူတွေထဲမှာအဲ့ဒီနေ့ကဘတ်စကားပေါ်မှာအတူတူတည်ဆုံးခဲ့တဲ့သူတွေလည်းပါနေကြတယ်ကျွန်တော်တို့အကြံကောင်းဆောင်ကွေးရင်ရွှေကတော့စိတ်ကိုထိန်းချုပ်နိုင်စွမ်း mind control ကိုရွေးလိုက်တယ်သူကကျွန်တော်ဘက်ကိုလှည့်ကြည့်ပြီးတင်ကားပြားကိုအိတ်ကတ်တဲ့နေတာကိုမြင်သွားပြီလေမင်းကတော့တကယ်ပဲပတ်စံရက်မှတ်တာပဲလားကဘာကြီးကပျက်စီးတော့မှာကွခုလိုချိန်မှာပတ်စံကမင်းတော့ဘာလုပ်ပေးနိုင်မှာမို့လို့လဲကျွန်တော်ပြန်ရှင်းပြဖို့ကစားဟာရုံပဲရှိသေးတယ်သူ့အကြည့်တွေကကျွန်တော်တို့အတိုင်းအလှပကေလူရှုရင်စီကိုရောက်သွားတယ်သူမကတော့ဒီကဘာလုံးသူမကိုကြည့်အောင်လုပ်နိုင်တဲ့စွမ်းရည်ဖြစ်တဲ့ Universal Lab ဆိုတဲ့စွမ်းရည်ကိုရွေးချယ်ခဲ့တာပါကျွန်မကတော့ဘယ်လူသားရဲ့အချက်ကိုမစိုးရယူနိုင်မှာဖြစ်တယ်လို့ပုတ်ကောင်တွေရဲ့နှစ်သက်မှုကိုတော့ရနိုင်ပါတယ်စစ်မှန်တဲ့မြေတားတရားကိုဒိုင်းလက်နဲ့တစ်ခုလိုသုံးပြီးတော့ကျွန်မဟာအရှုံးမရှိတဲ့လူဖြစ်လာမှာပါတဲ့နောက်ဆုံးလက်ကျန်ပစ္စည်းတွေအကုန်လုံးကုန်သွားတဲ့အချိန်မှာတော့ system ရဲ့အတန်ကနောက်တစ်ချိန်ထပ်မံဟိမ့်ထွက်လာပါတယ်ကစားသမားများခင်ဗျာသင်တို့ရဲ့စွမ်းရည်တွေကိုလေ့ကျင့်ဖို့နဲ့ကျွမ်းကျင်အောင်လုပ်ဖို့အတွက်အချိန်တစ်နှစ်ရပါမယ်ပြင်ဆင်ထားကြပါကဘာပြက်ကတ်ဟာနောက်ထပ်တစ်နှစ်အတိအကျမှစတင်ပါလိမ့်မယ်တတိယပါဒီဂိမ်းမှာအနိုင်ရရှိသူဟာတယောက်တည်းသာရှိရပါမယ်အဆုံးထိရှင်သန်နိုင်တဲ့သူပဲဆုလက်ကိုရရှိမှာဖြစ်ပါတယ်အဲ့ဒီစကားလုံးတွေကြားလိုက်ရတဲ့အခါမှာတော့အားလုံးရဲ့မျက်နှာချက်ကအရေးရောင်တွေကပိုပြီးတော့ခက်ထန်မောက်မိုက်သွားကြပါတယ်ဒီဂိမ်းထဲမှာတင်ငယ်ချင်းဆိုတာမရှိတော့ဘူးအားလုံးကကိုယ့်ရဲ့ရန်သူတွေကြီးပဲကျွန်တော်လည်းအချိန်ဖြုံးမနေတော့ပဲအဲ့ဒီနေရာကနေချက်ချင်းထွက်လာခဲ့လိုက်တယ်အခုကတော့ကျွန်တော်ရဲ့ရှင်တန်ရေးအစီအစဉ်ကိုစတင်ရမယ့်အချိန်ပါပဲကျွန်တော်ကပမြေပုံကိုနဲ့နဲ့ဆက်ဆက်ကြည့်ရှုစစ်ဆေးပြီးတဲ့နောက်ဆုံးမှာတော့မစီပိတ်သမုဒ္ဒရာလေးကကျုံးငယ်လေးတစ်ကျုံကိုရှာတွေ့ခဲ့တယ်ကျုံးရဲ့အရွယ်စားကလည်းကွက်တီပဲလူသူဝေးတယ်ဘူမိဖေလာရလည်းတည်ငြိမ်မှုရှိတဲ့အပြင်လေခွင်းဆောက်ဖို့တဘာဝအတိုင်းပြန်ပြူးနေတဲ့မြေကွက်လက်လည်းပါသေးတယ်ဒါဟာတကယ်ကိုအသင့်တော်ဆုံးနေရာပါပဲအချိန်ဆွဲနေစရာအကြောင်းမရှိဘူးကျွန်တော်အဲ့ဒီကျုံကိုအပိုင်ဝယ်ဖို့အတွက်ဒေါ်လာ1ဘီလီယံလောက်ကိုခက်အေးပဲထုတ်သုံးလိုက်တယ်ကျွန်တော်အဲ့ဒီကျုံကို Future Island လို့နာမည်ပေးလိုက်တယ်ပြီးတော့လူတွေကိုအာရုံလွှဲဖို့အတွက်အဲ့ဒီမှာဇင်ခင်ခရီးသွားပန်းဖြေစကန်တခုစောင့်နေရပါဆိုပြီးအကြောင်းပြချက်ပေးလိုက်တယ်ခရီးသည်တင်သင်္ဘောကြီး10စင်းကိုလည်းဝယ်လိုက်တယ်လို့ NPC ဆိုတာကတော့ကျွန်တော်တို့လူသားမဟုတ်တဲ့ game တွေကလူသားတွေပေါ့ဗျာအဲ့ဒီ NPC စောက်လို့ရဲ့အဖွဲ့တစ်ဖွဲ့နေလဲစာချုပ်ချုပ်လိုက်တယ် NPC အမှုဆောင်တွေနဲ့ချုပ်တဲ့စာချုပ်ထဲမှာသတင်းအချက်လက်လုံးဝမပေါက်ကြားစရာဘူးဆိုတဲ့တန်မဏိစီကံပါတဲ့စာချုပ်တွေကိုလည်းလက်မှတ်ထိုးခိုင်းထားတယ်သူတို့ကိုယ်တိုင်တော့ Future Island ရဲ့ဒီနေရာကိုအတိအကျမသိကြပါဘူးအလုပ်သမားတွေကတော့တနေ့ကို24နာရီတစ်ပတ်9ရက်လောက်နားရမရှိအလုပ်လုပ်နေကြတယ်ကျုံးရဲ့ဒီနေရာကိုရှာမတွေ့နိုင်အောင်ကျွန်တော်ကအစင်းမြင့်လိုင်းနောက်ဆက်ဆက်တွေကိုကြိုဝယ်ထားပြီးအလုပ်သမားတွေရဲ့ဖုန်းတွေကိုလည်းတင်းဆဲထားလိုက်တယ်။ရေပြင်ပေါ်ကအဆောက်အဦမှန်သမျှကိုလည်းရုပ်ဖြတ်ထားလိုက်တာကြောင့်ဂျိုဒုကနေကြည့်ရင်တော့ဘာမှမြင်ရမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒါတွေအားလုံးကအပေါ်ယံအာရုံလွှဲတာတက်ပါပဲ။ကျွန်တော်ရဲ့တကယ့်ကဘာပြက်ကခံတက်ကြီးကတော့မြေရောက်အနက်ကြီးမှာရှိနေတာပါ။ဒီမြေရောက်ဘန်ကာကြီးကနျူကလ িয়ার တန်နဲ့ဇီဝလက်နက်တိုက်ခိုက်မှုတွေကိုတော့ခံနိုင်ရရှိအောင်တည်ဆောက်ထားတာပါ။အစင်းမြင့်ဖုတ်ကောင်တွေဒါမှမဟုတ်အဲ့ဒီထက်ဆိုးတဲ့အရာတွေပေါ်လာရင်တော့ဒီခံတက်ကိုဘလို့မှထိုးပေါက်နိုင်မှာမဟုတ်ပါဘူး။နေရံတွေကို9မီတာအထူရှိတဲ့စတီးပြားတွေနဲ့အခိုင်အမာကာရံထားတယ်။စွမ်းရည်ပြဿနာကိုဖြေရှင်းဖို့အတွက်လည်းကျွန်းပေါ်မှာလေအားလျှက်စစ်တာပိုင်းတွေဒီရေစွမ်းရည်သုံးဆက်တွေနဲ့နျူကလ িয়ার ဓာတ်ပေါင်းပုံတစ်ခုကိုတော့တက်ဆင်ထားလိုက်သေးတယ်။ဒါလည်းမကသေးဘူး။တကယ်အရေးပေါ်အခြေအနေမျိုးကြုံလာရရင်သုံးဖို့အတွက်အောက်ဆီဂျင်ဘူးပေါင်း3သိန်းကိုပါကျွန်တော်စုဆောင်းထားလိုက်သေးတယ်။မြေအောက်ကိုလောင်ရေးစကန်ကြီးကိုတစ်ခုနဲ့တစ်ခုအမိကိုကင်းတဲ့အပိုင်း12ပိုင်းခွဲခြားထားတာပါ။အကယ်၍အပိုင်းတစ်ခုဒါမှမဟုတ်နှစ်ခုလောက်ထိခိုက်ပျက်စီးသွားရင်တော့ကျန်တဲ့အပိုင်းတွေကတော့ပုံမှန်အတိုင်းဆက်ပြီးအလုပ်လုပ်နေမှာပဲ။အပိုင်းတစ်ခုချင်းစီမှာတီးတန့်ရည်ရွယ်ချက်တွေရှိကြပါတယ်။အဲ့ဒီတွေကအပိုင်း3ပိုင်းကိုတော့နောက်ဆုံးပေါ်အလိုလျောက်စိုက်ပျိုးရေးနည်းပညာတွေနဲ့အခိုင်အမာတက်ဆင်ထားတာပေါ့ဒီနေရာမှာလေဟင်းသီးဟင်းရွက်တွေစိုက်ပျိုးလို့ရတယ်လို့
ငါကြက်နဲ့ဘဲတွေကိုလည်းမွေးမြူလို့ရပါတယ်တခြားအခန်းတစ်ခန်းမှာဆိုရင်လည်းဇေဝါအစားအသောက်နဲ့ရေအစရှိတဲ့ရိတ်ခါတွေကိုကျွန်တော်တယောက်တည်း10နှစ်စာလောက်သုံးလို့ရအောင်အပြည့်အသိကိုစုဆောင်းထားပြီးသားပါကျန်တဲ့အခန်းတွေမှာလည်းအိတ်ခန်းတွေမိဖို့ကြောင့်စားတော့ခန်းဂိမ်းစောတဲ့အခန်းအားကစားခန်းမှာရေချိုးခန်းတွေနဲ့အစုံလင်ပြင်ဆင်ထားတဲ့စေကူသားဆောင်တို့ပါဝင်ပါတယ်ကျွန်တော်လုပ်နေတဲ့ project ရဲ့အတိုင်းအတာကြီးမားပုံကိုကြည့်ပြီး NPC တွေတန်တရားဝင်လာတဲ့အခါတိုင်းသူတို့ကိုနှုတ်ပိတ်ခအနေနဲ့ပတ်စံတွေပဲပုံအိုးပေးလိုက်တာပေါ့အဲ့ဒီနောက်မှာတော့သူတို့တွေအကုန်လုံးပါစက်ပိတ်သွားကြတော့တာပဲပတ်စံလေးနဲ့ပိုရဖို့အတွက်သူတို့တွေအရင်ကထပ်ထောင်ပို့ပြီးတော့ကြိုးကြိုးစားစားအလုပ်လုပ်လာကြတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့စီးစိမ်တွေကိုဘာမှမစင်စားဘဲလက်ဖြောက်တစ်ချက်တီးတယ်လို့တုံးပစ်လိုက်တာပေါ့ဘယ်လောက်ပဲတုံးကုန်သွားတယ်ဆိုတာမရှိဘူးလေကျွန်တော်အမေရိကကိုသွားပြီးတော့အကြီးစားလက်နက်ခဲယမ်းတွေကိုအမြောက်အများဝယ်ယူစုဆောင်းခဲ့တယ်အဲ့ဒီထဲမှာနေမြေရှင်းလင်းရေးစက်ရုပ်တွေနဲ့လှုပ်ရှားစစ်ဆင်နိုင်တဲ့တိုက်ခိုက်ရေးစက်ရုပ်တွေပါပါဝင်တာပေါ့ကျွန်တော်ငွေကြေးအမြောက်များခံလန်းခဲ့တာကြောင့်ပုံမှန်မဟုတ်တဲ့လမ်းကြောင်းတွေကနေနျူကလ িয়ার ထိပ်ဖူးနှစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တယ်လောဘစက္ကန့်တစ်ခုထဲမှာလည်းကိုပိုင်နျူကလ িয়ার ရင်ကုန်တင်ပေါ်တစ်စင်းနဲ့ကိုပိုင်ကျက်လျင်တစ်စင်းရှိနေပါသေးတယ်ကျွန်တော်ရဲ့မြေရောက်ခံတဲ့စကန်ကနေအဲ့ဒီရင်တွေစီတိုက်ရောက်နိုင်တဲ့လိုင်ကားတစ်ခုလည်းရှိတယ်ဒီရင်ကိုတင်ပေါ်တဲ့လေရင်ကိုဘယ်လိုမောင်းနေရမလဲဆိုတာကျွန်တော်ကိုနေတိုင်းလေ့ကျင့်သင်ကြားပေးဖို့မိဖုရားနှစ်ယောက်ကိုလည်းငှားရမ်းထားပါတယ်ကစားသမားတွေကျွန်တော်ကျုံတွေကိုအလွယ်တကူကြိုးကြောင်မွေးရောက်နိုင်အောင်ကျုံပတ်ပတ်လင်မှာလူလောက်ကြောက်တဲ့တွေအများကြီးထိစောက်ထားဖို့အမိန့်ပေးထားတယ်ဒါကြောင့်ဘယ်လိုတင်ပေါ်အကြီးစားမျိုးမဆိုဒီကြောက်ဆောင်တွေနဲ့တိုက်မိပြီးချက်ချင်းနဲ့မြုပ်သွားမှာပဲကန်းကျင်နဲ့ပုံနှွေးတဲ့နေရာတွေမှာတော့ကျုံတစ်ကျုံလုံးကိုပိုအားမြင့်လျှက်စစ်ချင်စီရိုးတွေနဲ့ကာရန်ထားတယ်ဒါအပြင်ကမ်းရိုးတန်းတစ်လျှောက်ရေပြင်ထဲမှာလည်းရေအောင်မိုင်းတွေထောင်ထားသလိုရေဒါစနစ်ကိုလည်းအသင့်တက်ဆင်ထားပါတယ်အဲ့ဒီစနစ်ကကျုံသားကိုချင်းကပ်လာတဲ့ဘဲရောက်ကုန်မဆိုထောက်လန်းနိုင်တဲ့အတွက်အချိန်မီပြစ်ချပြလို့ရပါတယ်နောက်ဆုံးကြံတဲ့ NPC အုပ်စုကိုပါပြန်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့တကြုံလုံးမှာကျွန်တော်တယောက်တည်းပဲကြံခဲ့ပါတော့တယ်ကျွန်တော်ဟာငွေပုံဟောသုံးပြီးအာကာသစူးစမ်းလေးလာရေးကော်မတီတစ်ခုကိုအပိုင်ဝယ်ယူခဲ့တယ်လို့ပတ်လန်းထဲမှာရှိတဲ့ဂျိုရုပေါင်း6122လုံးစလုံးကိုလည်းထိန်းချုပ်လိုက်ပါတယ်ဒါရီယာလုံးဟာကျွန်တော်ရဲ့ internal line တည်နေဖို့အတွက်ပဲဖြစ်ပါတယ်ဒီတစ်နှစ်အတွင်းမှာကျွန်တော်ဟာကဘာတဝန်းကလေကြောင်းလိုင်းနဲ့သင်းဘောကော်မတီအားလုံးကိုအပိုင်ဝယ်ယူခဲ့တယ်နောက်ဆုံးအပတ်မှာတော့လေယာဉ်နဲ့သင်းဘောမှန်သမျှကိုစနစ်တကျဖျက်ဆီးပြဖို့အမိန့်ပေးလိုက်တယ်ဒီအကြောင်းကိုကဘာလုံးကသိသွားကြတာပေါ့ကဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကခဲရီဝေးသွားလိုက်ရင်နီးလက်မှန်သမျှကိုအကုန်စင်ဖျက်ဆီးပစ်လိုက်ပြီလေ NPC တွေအားလုံးကတော့ကျွန်တော်ကိုလုံးဝယူသွားပြီလို့ပဲထင်နေကြတာပေါ့ဒါပေမဲ့ကစားသမားတွေကတော့အမှန်တရားကိုသိနေကြတယ်ကဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဟာသူတို့ရဲ့အကြီးမားဆုံးတိုင်ဘက်ဆိုတာကိုလည်းသူတို့နားလည်ထားကြတာပေါ့ကစားသမားတွေပဲသုံးခွင့်ရှိတဲ့ chat interface မှာ window အသေးလေးတစ်ခုပေါ်လာခဲ့တယ်အဲ့ဒီကဘာအချမ်းသာဆုံးဆိုတဲ့လူကမင်းလားအကန့်အသတ်မရှိတဲ့ကြောက်မှုကိုကျွန်တော်ရွေးချယ်လိုက်တယ်ဆိုတာကိုမြင်ခဲ့တာသူတယောက်တည်းရှိတာပါကျွန်တော်သူ့ကိုပြန်ပြီးဖို့စိတ်မကူးခဲ့ပါဘူးအဲ့ဒီနောက်တစ်ပတ်အကြာမှာတော့ကဘာပြက်ကင်းကြီးဆက်ရောက်လာပါတော့တယ်မိမိတို့ရဲ့စွမ်းဆောင်ရည်တွေကိုအမြင့်ဆုံးအထိတင်ထားကြတဲ့ကစားသမားတွေဟာတိုက်ပွဲဝင်ဖို့အတွက်လက်ရနေကြပြီအများပြည်သူကြည့်ရှုနိုင်တဲ့ screen ပေါ်မှာကစားသမား300စလုံးရဲ့နာမည်နဲ့အဆင့်သတ်မှတ်ချက်တွေဟာတစ်ဖြတ်ဖြတ်နဲ့ပေါ်လာခဲ့ပါတယ်ကျွန်တော်ကနံပါတ်69ကိုရင်ရွှေကနံပါတ်100လူရွှေရန်ကတော့နံပါတ်101ပေါ့သတိပေးချက်ကဘာပြက်ကင်းစတင်ပြီဒီကိန်းဟာကစားသမားတယောက်တည်းကြန့်ရှိတော့တဲ့အထိဆက်လက်လေပတ်သွားမှာဖြစ်ပါတယ်ဒါမျိုးဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမျှော်လင့်မထားခဲ့ကြပါဘူးကဘာပြက်ကင်းဟာဒီကဘာလုံးကိုလွှမ်းမိုးသွားတဲ့တဲထန်လာတဲ့မိုးရွာသွန်းမှုကြီးအသွင်နဲ့စားရောက်လာခဲ့ပါတယ်တောင်မမြောက်ထိမယံမနာရွာသွန်းတဲ့မိုးကြီးကြောင့်ကြီးမားတဲ့သဘာဝဘေးရန်တွေကြီးဖြစ်ပေါ်ခဲ့တာပေါ့ဒါဟာတန်တာကြီးတွေကကဘာကြီးကိုမြုပ်သွားစေခဲ့တဲ့ရေလန်းမှုကြီးအတိုင်းပြင်းထန်လာပါတယ် Future Island မှာလည်းမိုးရွာသွန်းမှုကြုံခဲ့ရပေမဲ့ကျုံးရဲ့ကုန်းမြေ area ကတင်းငယ်တာကြောင့်မိုးသားတိမ်တိုက်တွေဟာ2ရက်အကြာမှာပဲလွှင့်စင်သွားခဲ့ပါတယ်ကစားသမားတွေဟာတယောက်မှစကားမပြောနိုင်ပဲရှိနေကြတယ်ဒီလောက်ကြီးမားတဲ့ရေလန်းမှုကြီးထဲမှာငါတို့ရဲ့စွမ်းအားတွေကဘာလို့ရမှာလဲဟုတ်တယ်ဒီ system ကနောက်ပြောင်နေရပဲဒါမတရားဘူးမင်းတို့လူလေကြတာပဲကဘာပြက်ကင်းက zombie virus ဖြစ်ရမယ်လို့ငါဘယ်တော့မှပြောခဲ့လို့လဲအားလုံးညီကြသွားကြတယ်ကျွန်တော်တယောက်ကလွယ်လို့ပေါ့တခြားသူတွေဒီကဘာတွေကိုရောက်လာကြတော့ကသူတို့ပိုင်ဆိုင်မှုဆိုလို့ဘာမှမရှိခဲ့ကြပါဘူးလွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာသူတို့ဟာကိုယ့်ရဲ့စွမ်းရည်တွေကိုလေ့ကျင့်နေခဲ့ရတယ်လို့တစ်ဖက်ကလည်းပတ်ဆိုင်ရမယ့်နည်းလမ်းတွေကိုရှာဖွေနေခဲ့ကြရပါတယ်အဲ့ဒါကပင်ပန်းရုံနဲ့မကပဲသူတို့စုဆောင်းထားနိုင်ခဲ့တဲ့ရိတ်ခါတွေကလည်းအကန့်အသတ်ကိုရှိနေတာပါသူတို့ရဲ့စွမ်းရည်တွေကိုသုံးပြီးတော့တရားမဝင်တဲ့အလုပ်တွေလုပ်နေခဲ့ကြတဲ့ကစားသမားအနည်းငယ်လောက်ကပဲဗီလာရီတစ်လုံးစီရခဲ့ကြတာပါနောက်ပြီးတော့မြေရောက်ခန်းထဲမှာခုံလာတဲ့နေရာကိုဒီဆောက်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ရေကြီးပြီဆိုရင်မြေရောက်ခန်းကအရင်ဆုံးနေတာလေအဲ့ဒီအချိန်မှာကျွန်တော်ကတော့အေးအေးလူလူပဲဟော့ပေါ့ဆိုင် live လွှင့်နေတာကိုထိုင်ကြည့်နေခဲ့တယ် live လွှင့်တဲ့သူက live ကတော့မှပုံပြီးတော့လမ်းတစ်ဖက် channel ကအဆောက်အဦမှာဘာတွေဖြစ်နေလဲဆိုတာကိုခိုးရိုက်နေတာပါကစားသမားတစ်ယောက်ကမိကိုထိန်းချုပ်နိုင်တဲ့စွမ်းအားကိုသုံးပြီးရိတ်ခါတွေကိုလူရက်နေတာဖြစ်ပါတယ်အားလုံးပဲကြည့်ကြပါဦးဒါကရုပ်ရှင်တွေကလို့ CGI ဖန်တီးထားတာမဟုတ်ဘူးနော် cosplay လုပ်နေရလည်းမဟုတ်ဘူးဒါတကယ်လက်တွေ့ဘဝတွေကစွမ်းအားရှင်တစ်ယောက်ပါသူကအရင်ကကျွန်တော်တို့တိုက်ခန်းဝင်းတွေကလုံခြုံရေးဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့အခုတော့တကားတွေကိုမိနဲ့ရေပြောပြီးကျွတ်ကြော်ဝင်ရောက်နေတာပါဒါလူ10ခုမြောက်လူရက်တဲ့အခန်းပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ကစားသမားပေါ်ဟာ NPC တွေကိုသတိထားမိအောင်လုပ်မိသွားတယ်အတွင်းရတဲ့ဖွဲ့ဝင်အများများဟာရှာဖွေကေစီကြီးတွေနဲ့တိုက်ခန်းဝင်းတွေကိုဝင်ရောက်လာကြပါပြီတနက်တွေကိုစီကင်ထားတဲ့သူတို့ဟာအဲ့ဒီအဆောက်အဦကိုဝိုင်းလိုက်ကြပြီညီကိုတို့ရင်
ဒါဟာတကယ်တနက်ပြပွဲကိုကျွန်တော်ပထမဆုံးချိန်မြင်မှုတာပဲအဲ့ဒီလုံခြုံရေးဝန်ထမ်းရဲ့မီးဆွမ်းကတော့အမခံပဲဗျအဲ့ဒီတန်တကားလေးကိုမျက်စိတမိတ်အတွင်းမှာပဲအရေးဖြော်ပြလိုက်တာအထူးတပ်ဖွဲ့ဝင်တွေအစာအိုးတွေကိုစီးနှင်းဝင်ရောက်သွားချိန်မှာတော့တနက်တန်တွေအချက်ပေါင်းများစွာစုညံသွားပါတော့တယ်ပြင်းထန်တဲ့မီးတောက်တွေကြောင့်ပြတင်းပေါက်မှန်တွေလည်းအများအများကွဲချေကုန်ပါပြီပေါက်ကွဲတန်တွေဟာတကူပြီးတခုဟိန်းထလာပြီးလေလူတစ်ခုလုံးကိုပါတုန်ခါသွားစေတယ်ရုတ်တရက်အစာအိုးရဲ့အပေါ်ဆုံးထပ်ကနေလူတစ်ယောက်လွင့်ထွက်လာခဲ့တယ်သူဟာအရှိန်အဟုန်နဲ့ပြုတ်ကျသွားပြီးလိုင်းတန်နေတဲ့ရေနောက်ကြီးထဲမှာပျောက်ကွယ်သွားပါတော့တယ်သိမကြလိုက်ပါဘူးတကဘာလုံးကကစားသမားတွေမြင်နိုင်တဲ့ကျင်ညာပုတ်ပေါ်မှာကစားသမားတယောက်ရဲ့နာမည်ဟာမိမ့်သွားပြီးမိခိုးရောင်ပြောင်းသွားခဲ့တယ်နောက်ထပ်အသက်တစ်ချောင်းကျွေလွင့်သွားပြန်ပြီပေါ့ကစားသမားတွေရဲ့ chat interface မှာကိုကြီးရွှေကကျွန်တော်ကိုထပ်ပြီးစကားလာပြောဖို့ကြိုးစားနေပြန်ပါတယ်ငါတို့မဟာမိတ်ဖွဲ့အောင်လေစီစံငါတို့ကအတန်းဖော်တွေပဲဟာငါတို့ရဲ့ ID နံပါတ်တွေကလည်းတစ်ခုနဲ့တစ်ခုကက်လျက်ပဲရှိတာငါတို့သာအသိဖွဲ့လိုက်ရင်အဆုံးထိချင်းတွေပေါ်ရောက်နိုင်မှာပါမင်းဒီစာတွေကိုမြင်နေရမှငါသိတယ်တခုပြန်ပြောပါဦးငါရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့ဆွမ်းအားကအရန်ကောင်းတာနော်မင်းမှကျတော့ဘာဆွမ်းအားမှရှိတာမဟုတ်ဘူးအချိန်တိုင်းတခြားကစားသမားတွေကိုရင်ဆိုင်နိုင်ဖို့ငါမင်းကိုကူညီပေးနိုင်တယ်ကျွန်တော်ကတော့သူ့ကိုလစ်လို့ရှူထားမြဲပါပဲမဟာမိတ်ဖွဲ့အောင်ဟုတ်လားကျန်တဲ့သူတွေအားလုံးပြုတ်သွားပြီးကျွန်တော်တို့နှစ်ယောက်တည်းကျန်တဲ့အခါကျမှသူ့ရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့ဆွမ်းအားနဲ့ကျွန်တော်ကိုအလဲထိုးပြီးတော့သူတယောက်တည်းအနာယူမလို့လားသူကကျွန်တော်ရဲ့ညံရီကိုပဲ short တက်နေရလားဒါမှမဟုတ်သူ့ကိုယ်သူပဲအထင်ကြီးလွန်းနေရလားရေလဲမရှိမီးလဲမလားစားစရာတွေကလည်းကုန်တလောက်ဖြစ်နေပြီသုံးတော့တိုင်တိုင်မယမနာကြီးလွှမ်းမိုးနေတာကြောင့် NPC တွေရဲ့နောက်ဆုံးမျှော်လင့်ချက်တွေပါပြတ်သုံးသွားခဲ့ရတယ်နောက်ဆုံးမှာတော့လူတွေဟာသူတို့ရဲ့စိတ်ရှင်နိုင်တဲ့ကန့်သက်ကိုကြော်လွန်ပြီးပောက်ကွဲကုန်ကြပါတော့တယ်အသေးအတန်ဖြစ်လာတဲ့အခြေအနေတွေကြောင့်လူရက်တာဖြက်စီးတာနဲ့မီးရှို့တာတွေစတင်လာတော့တယ်ကစားသမားတွေကတော့ဒီရုံရင်းစံခံမှုတွေကြားထဲမှာပုံအောင်ရင်အသက်ရှင်တန်ခွင့်ရဖို့နီးလန်းရှာနေကြရတာပေါ့ဒါပေမဲ့ထူးခြားတဲ့စွမ်းအားတွေကိုထာဝရဖုံးကွယ်ထားဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူတို့ရဲ့စွမ်းအားတွေဟာအထက်လူကြီးတွေရဲ့အာရုံစိုက်မှုကိုခံလိုက်ရပါပြီအာနာပိုင်တွေကတော့ကစားသမားအားလုံးကိုဖမ်းဆီးဖို့ဝရမ်းထုတ်ပြန်လိုက်ပါတော့တယ်စွမ်းအားရှိတာကိုမိသွားတဲ့သူမှန်သမျှသူတေသနာတပွဲခန်းတွေစီအစွဲခံနေကြပါလေဒါပေမဲ့ကျွန်တော်ရှင်သန်နေတဲ့ကဘာကြီးကတော့သူတို့နဲ့လုံးဝကိုချားနာတဲ့လက်တွေ့ပွားတစ်ခုလိုပါပဲကျွန်တော်ကတော့ကျုံပတ်ပတ်လင်မှာလမ်းလျှောက်လိုက်နေပူစားလုံးလိုက်စိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေဘယ်လောက်ကြီးလာပြီလဲဆိုတာကြည့်လိုက်ကိုပိုင်ရင်မုတ်သင်းပေါ်နဲ့ချက်လျင်တွေကိုစစ်ဆေးလိုက်နေပဲအချိန်ကုန်ဆုံးနေတာပါကျွန်တော်ရဲ့ future island ဟာတကယ်ကိုနေပါပုံတစ်ခုပါပဲကျွန်တော်ဘဝမှာအခုလောက်အေးချမ်းတာမျိုးတစ်ခါမှမကြုံဘူးဒါပေမဲ့ကောင်းမြတ်တဲ့အရာမှန်သမျှဟာအဆုံးသတ်ရှိသမျှပါပဲနောက်ဆုံးမှာတော့ကျွန်တော်သစ္စာဖောက်ခံလိုက်ရပြီကဘာလုံးဆိုင်ရာချက်မှာအမီမဖော်လို့သူတယောက်စီကနေစာတစောင်းတက်လာခဲ့တယ်ကစားသမားနံပါတ်69ဟာကဘာအချမ်းသာဆုံးလူပါပဲကဘာမပြတ်ခင်မှာသူကျင်းတွေပေါ်ခိုးလုံးရစခန်းတွေအများကြီးတိစောက်ထားခဲ့မှာငါတို့သာကစားသမား69ကိုရှာတွေ့ရင်ငါတို့အားလုံးအသက်ရှင်လွတ်မြောက်နိုင်ကြလိမ့်မယ်ငြိမ်သက်နေတဲ့ကဘာလုံးဆိုင်ရာချက်ကြီးဟာချက်ချင်းဆိုသလိုပောက်ကွဲထွက်သွားတော့တာပဲငါသတင်းတွေထဲမှာတွေ့ခဲ့တယ်ကဘာအချမ်းသာဆုံးလူဟာငါတို့တွေကတယောက်ဖြစ်မယ်လို့ထင်ထားပေမဲ့ဘယ်သူလဲဆိုတော့အတိအကျမသိခဲ့ဘူးဒါဆိုအခုနံပါတ်69ပေါ့လေအဲ့ဒါမင်းဖြစ်နေမယ်လို့ဘယ်သူကထင်ပါလဲလဲချန်ကြီးဟာမင်းကတယောက်တည်းပဲအသက်ရှင်ဖို့ကြိုးစားနေတာလားငါတို့တွေကလူနည်းစုလောက်ပဲလက်ခံပေးရမျိုးတော့မရှိဘူးမင်းကတော့တကယ်ကိုရက်ဆက်ပြီးနှလုံးသားမရှိတယ်လို့ပဲဟုတ်တယ်ဒီလိုကစားသမားမျိုးကိုတော့အပြစ်ရှင်းပြရမယ်အခြေအနေကတော့တင်းမာလာပြီပေါ့ကျွန်တော်လက်ကဝက်ကိုတစ်ချက်လောက်ချိုးလိုက်ပြီးကဘာလုံးဆိုင်ရာချက်ထဲကိုစာတစောင်ရိုက်ပို့လိုက်တယ်အားလုံးပဲစိတ်အေးထားကြပါကျွန်တော်ကကစားသမားနံပါတ်69ပါခိုးလုံရနေရာတွေလိုချင်နေဆိုရင်ကျွန်တော်စီစဉ်ပေးနိုင်ပါတယ်ဂိမ်းတွေကစားမနေနဲ့တော့မင်းသာအမှန်တိုင်းမပြောရင်ငါတို့မင်းကိုလိုက်လံရှာဖွေပြီးအစားဖြောက်လိုက်မှာမင်းစီကအရင်မြစ်တွေကိုလည်းအကုန်လုံးသိမ့်ပတ်ပြီးမင်းကိုတတ်ပြစ်မယ်ကျွန်တော်ကတော့ခနဲ့တစ်အပြုတ်တစ်ခုနဲ့ပဲဆက်ပြီးတော့စာရိုက်နေလိုက်ပါတယ်